ငလင်ပင်အတွက်ဘယ်နုပညာရှင်မှမလူနိုင်တဲ့ပမာဏကိုထပ်မံနှုတ်ပြလိုက်တဲ့ဝင်းမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်ပရိသတ်များရှင်ဝင်းမုံရွှေကကိုနိုင်ဖြိုးကျော်လိုဒိတ်ဒိတ်ကျဲချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်တဲ့အတွက်အနုပညာရှင်တွေထဲမှာအချမ်းသာဆုံးမင်းသမီးလို့တောင်ပြောလို့ရပါတယ်။ဒါအပြင်ဝင်းမုံရွှေရဲ့ခင်မွန်းဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုငလင်ပေးတဲ့အချိန်မှာအထင်သာမြင်တွေ့နိုင်တာပါ။ငလင်စားလုပ်တဲ့အချိန်မှာဝင်းမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ကခိုင်နှင်းဝေပရာဟိတအသင်းစီမှာ300လူတန်းခဲ့ပါတယ်။ဒါအပြင်ကိုနိုင်ဖြိုးကျော်ပိုင်ဆိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ VB အချို့ရေးထုံးလုပ်ရေးလုပ်ငန်းကနေနောက်ထပ်3,000ကိုခိုင်နှင်းဝေစီမှာထပ်မံလူတန်းပေးခဲ့တာပါ။ဝင်းမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ကငလင်ပေးအတွက်သူတို့ရဲ့အတိမိတ်ဆွေစီမှာတက်နိုင်တဲ့လောက်လှူပေးနေတာပါဒါအပြင်18မိုင်တောရအကြောင်းမှလည်းငလင်ပေးအလူအတွက်စက်သိန်းပေါင်း300ကျော်ကိုထပ်မံလူတန်းခဲ့ပါတယ်အခုလောက်နဲ့ပြီးသွားပြီလို့ထင်နေကြပေမဲ့ဝင်းမုံရွှေကပြီးခဲ့တဲ့ရက်မှာမတင်မှတ်ထားတဲ့ပမာဏနဲ့ထပ်လူပေးလိုက်တာပါကိုနိုင်ဖြိုးကျော်ပိုင်းနဲ့ကုမ္ပဏီကနေသိန်းပေါင်း1000ကျော်ကိုထပ်မံလူတန်းပေးလိုက်ပြန်တာပါသိန်းပေါင်း1000ကျော်ဒီစက်တိုက်ဆိုသလိုလူတန်းပေးနေတာမို့ဝင်းမုံရွှေရဲ့အလူတွေကအားကျစရာကောင်းလာပါတယ်ဒါအပြင်ဝင်းမုံရွှေရဲ့ခင်မုန်းဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလည်းအားလုံးကအံ့အားသင့်နေရတာပါပရာဟိတအသင်းနေစီမှာစက်တိုင်ဆိုသလိုလူတန်းနေသလိုဝင်းမုံရွှေကကိုရိုင်းသွားဖို့အတွက်လည်းစံစီစီးစားနဲ့ဖြားတွေကိုကိုရိုင်းအထုပ်ထုတ်ပြီးလှူပေးခဲ့ပါတယ်မြန်မာငလင်ဘေးကိုပြည်ပနိုင်ငံကအမှုပညာရှင်တွေကလည်းအားတက်တဲ့ရောပါဝင်လှူဒန်းပေးကြသလိုဝင်းမုံရွှေတို့ကလည်းတက်နိုင်သမျှလှူဒန်းပေးနေကြတာပါချမ်းသာလုံးလုံးစီးစိမ်တွေကိုသုံးမကုန်ဖြစ်နေတဲ့စမိုင်းကပြီးခဲ့တဲ့ရက်မှာငလင်ဘေးအတွက်ကျပ်သိန်းပေါင်း1600ကိုလှူဒန်းပေးလာခဲ့တာပါဒါပေမဲ့ဝင်းမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ကစမိုင်းထပ်ပိုးသားတဲ့ပမာဏနဲ့လှူပြလိုက်တာဖြစ်ပါတယ်မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလင်က6ရက်ကြာလာပြီဖြစ်ပေမဲ့အခုချိန်ထိကယ်ဆယ်ရေးတွေကိုအပြီးမလုပ်နိုင်သေးပါဘူး။တိုင်းအောင်မှာပိတ်မိနေတဲ့သူတွေထဲမှာအသက်ရှင်နေသူတချို့ရှိနေတာကိုလည်းမကယ်ထုတ်နိုင်ကြသေးပါဘူး။ကယ်ဆယ်ရေးတွေကတက်နိုင်တဲ့လောက်စူးစမ်းနေတယ်လို့နေမနာညမနာစူးစမ်းနေတာပါ။ဒါအပြင်အသက်မဲ့သွားတဲ့ခန္ဓာကိုယ်တွေကိုလည်းမထုတ်နိုင်သေးလို့ရှိနေတာပါ။ငလင်ဘေးကြောင့်မိသားစုများစွာစိတ်တန်ရာကိုယ်စီးနဲ့ကြံခဲ့ရပြီးခွဲခွာသွားကြတဲ့မိသားစုဝင်တွေအတွက်ဖြည့်မစည်းနိုင်စရာဖြစ်နေတာပါ။နောက်ဆုံးချိန်ထိအသက်ရှင်မဲ့လူမျောလင့်နေခဲ့ပြီးမဲ့လည်းအသက်မဲ့ခန္ဓာကိုယ်တွေကိုသာတွေ့မြင်နေကြရတာပါအစိုးရတွေကနေ9ရက်ကြောကြာတဲ့ထိတောက်ခံကအသက်ရှင်တဲ့သူတွေကိုကယ်ထုတ်နိုင်တဲ့ဖြစ်တွေလည်းရှိလို့နေပါသေးတယ်28ရက်နေ့ကတော့မြန်မာနိုင်ငံကလူများအတွက်မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်သွားပါပြီပရိသတ်တွေစိတ်ဒုက္ခရောက်နေကြတာကြောင့်လည်းအမှုပညာရှင်တွေကတနိုင်တလောက်လှူပေးနေတာပါငလင်ပေးအတွက်သိန်းပေါင်း1000ကျော်လူဒန်းပေးနေတဲ့ဝင်းမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်